One today is better than 10 tomorrows. တမိုင်းနဲ့ပတ်သက်တဲ့တသနာပညာရှင်တွေအများကြီးရှိခဲ့တယ်။ရေဘူးရအားဖြင့်တော့တမိုင်းဆိုတာအချိန်ကာလလျောက်ဖြစ်စဉ်တွေပါပဲကွယ်။ဒီနေ့ခေတ်မှာတော့ရှုပ်ထွေးမြင်ဆန်လွန်လာတဲ့ခေတ်အခြေအနေတွေရ instant history ဆိုတဲ့စကားလုံးတစ်လုံးပေါ်ပေါက်လာတယ်။အခုဖြောတောက်လို့ရတဲ့ instant coffee လိုပဲပေါ့။သိပ္ပံပညာရဲ့တိုးတက်မှုအရကမ္ဘာကြီးဟာကာလဌာနကျုံလာတယ်။ကမ္ဘာဟိုဘက်ဆုံးနဲ့ဒီဘက်ဆုံးကိုအလွယ်တကူသွားလာနိုင်တယ်။ဌာနကျုံသွားတယ်။ကမ္ဘာအဆုံးတစ်ဖက်မှာဖြစ်တဲ့ကိစ္စကိုအခြားအဆုံးတစ်ဖက်ကချက်ချင်းသိနိုင်တယ်။ကာလအပြင်ကျုံသွားတယ်။အခုပဲဖြစ်တယ်။အခုပဲလူတွေသိတယ်။အခုပဲဝေဖန်သုံးသပ်ကြတယ်အခုပဲသင်ခန်းစာတွေယူကြတယ်အဲ့ဒီအချိန်မှာပဲနောက်တစ်ခုကထပ်ဖြစ်ပြီးနောက်တစ်ခုစီကိုအာယုံရောက်သွားကြတယ်အခုချက်ချင်းမြင်တွေ့ရတဲ့သမိုင်းကို instant coffee လို့ပုံစံမျိုး instant history လို့ခေါ်တာပေါ့ကွယ်ပြစ္ဆုတ်ပန်းကတန်ဖိုးပိုပြီးကြီးလာတယ်One today is better than 10 tomorrows.